အလုံးမင်္ဂလာပါဒီစာသားကိုကျွန်တော်နည်းငယ်ရှင်းပြချင်တယ်ဆိုတော့ကျွန်တော်တို့အခုအိန္ဒိယနိုင်ငံအထူးသဖြင့်၃နိုင်ငံပေါ့နော်မလေးရှားတို့နောက်တစ်ခါဒီယူရီးယားနောက်တစ်ခါစင်ကာပူဒီနိုင်ငံမှာကျွန်တော်မြန်မာနိုင်ငံသားတွေအများကြီးရှိတယ်ဆိုတော့ဒီအဖြစ်ပြက်ကတစ်ခါတလေရှိတယ်ဆိုတော့ဒီအရာကိုကျွန်တော်မပြောခင်မှာကျွန်တော်အနေငယ်လူသားတွေအကျင့်ကိုပြောပြပါရစေကျွန်တော်တို့ပြည်တွင်းမှာကြတော့တယောက်နဲ့တယောက်ကတိတ်တံမိုးမထားကြဘူးဆိုလိုတာကပြည်တွင်းမှာဆိုရင်ကျွန်တော်တို့တူအချင်းတူဗမာကရင်ကချင်စသည်အဖြစ်ကျွန်တော်တို့တယောက်နဲ့တယောက်ကကြည့်ပြီးတော့ဒါနဲ့ပဲပြီးသွားပြီကိုမျိုးမဟုတ်ဘူးလို့ထင်ကြတယ်ပေါ့နော်ဒါပေမဲ့တကယ်ပြပရောက်တဲ့ခါကျရင်ဟိုမှာမြန်မာလူမျိုးတအားနေတဲ့နေရာမှာမရှိတဲ့လောက်ရှားတဲ့နေရာတွေမှာကျိုးရောက်တဲ့ခါကျရင်ဗမာလဲချင်းတယောက်ကဗမာကိုတွေ့လဲပဲအမျိုးတယောက်ကဲ့သို့တံပိုးထားတယ်ဗမာတယောက်ကတခြားဒီချင်းလူမျိုးတို့ကရင်တို့တယောက်ကချင်ပဲဖြစ်ဖြစ်တယောက်တွေ့ပြီဆိုရင်မြန်မာနိုင်ငံသားချင်းဆိုရင်တော့အမျိုးတယောက်လို့တွေ့တဲ့ခါမှာပျော်တတ်တယ်ပေါ့နော်ဒါကလူသဘောကပဲထိုနည်း၎င်းပဲကျွန်တော်တို့အာရှကနေပြီးတော့ယူရိုပတို့ဘာတို့သွားတဲ့ခါမှာဩစတြေးလျတို့သွားတဲ့ခါမှာမြန်မာနိုင်ငံတာချင်းမပြောနဲ့ကိုယ်အိန္ဒိယနိုင်ငံနေတော့မှတွေ့လို့ရှိရင်တော့ကိုကအာရှတာချင်းဆိုတော့အမျိုးတယောက်ကဲ့သို့တခါလေးရင်းနေတတ်တယ်ဒါကလူသဘောပဲဆိုတော့ကျွန်တော်တို့စင်ကာပူတို့ဒီအခုနကျွန်တော်ပြောတဲ့၃နိုင်ငံကိစ္စနဲ့ကျွန်တော်ကြည့်မယ်ဆိုရင်တော့အခုနလူမျိုးစိတ်ထားမျိုးတွေပေါ်လာတတ်တယ်အလုတ်သမားအသစ်တီကယူရီးယားရောက်တော့တခြားနိုင်ငံသားတွေလည်းရှိမယ်ယူရီးယားတွေကိုခင်မင်းရင်းနေမဲ့အစားကိုမြန်မာစီနီယာသမားတွေစူပါဗိုက်ဆာတွေကိုကပူပြီးတော့အားကိုးလာအလူနဲ့အားကိုးလာတယ်ထိုနည်း၎င်းပဲကျွန်တော်တို့စင်ကာပူမှာလည်းပဲစားတော့ဆိုင်တစ်ခုမှာကလို့တမမျိုးစုံရှိမယ်ဒါပေမဲ့ကိုမြန်မာနိုင်ငံသားအချင်းချင်းတွေ့တဲ့ခါကျတော့သူတို့တွေကပြောတာပေါ့ဒီဆိုင်မှာငါတယောက်တည်းမြန်မာမဟုတ်တော့ဘူးကိုစူပါဗိုက်ဆာလည်းမြန်မာပြောလိုက်တာဆိုပြီးတော့တခါတလေအလို့တမတစ်တီကစဉ်းစားလာတတ်တယ်ဒါပေမဲ့တခါတလေကြရင်အဲ့လိုမျိုးမထွက်လာဘူးတချို့လူတွေကကောင်းတယ်ပေါ့နော်တချို့လူတွေကကောင်းတယ်ဒါပေမဲ့တတိထားပါလို့ကျွန်တော်ပြောချင်တယ်ဘာကြောင့်လဲဆိုတော့ဒီဥပမာစင်ကာပူမှာ5 နှစ်လောက်ဖူးတဲ့လူတယောက်ကဒီဆိုင်မှာ supervisor ဖြစ်ကောင်းဖြစ်မယ်မြန်မာနိုင်ငံသားတယောက်ရောက်လာလို့ရှိရင်တော့တိတ်တံပိုးထားမှာမဟုတ်ဘူးတံပိုးထားတဲ့သူရှိမယ်တံပိုးမထားတဲ့သူရှိမယ်ဘာကြောင့်လဲဆိုတော့စင်ကာပူမှာကျွန်တော်မြန်မာနိုင်ငံသားတွေတအားများတယ်သူတယောက်တည်းအဲ့ဒီ supervisor တယောက်တည်းမြန်မာနိုင်ငံသားဖြစ်နေတယ်ဆိုရင်တော့ကိုမြန်မာနိုင်ငံသားတယောက်ရောက်လာလို့ရှိရင်တော့တကယ့်အမျိုးတကယ့်ညီကိုမောင်နှမကဲ့သို့တော့ကာကွယ်ပေးမယ်ဒါပေမဲ့ဖြစ်ချင်တော့ယူရီးယားတို့အခုကျွန်တော်တို့စင်ကာပူရဲ့နောက်တစ်ခါဒီမလေးရှားတို့မှာဆိုရင်မြန်မာနိုင်ငံသားချင်းဆိုတာနေ့တိုင်းတွေ့နေတယ်အယမ်းများနေတော့တံပိုးမထားတတ်တော့ဆိုတော့မြန်မာနိုင်ငံသားစင်ကာပူမှာလူတယောက်အတိရောက်လာလို့အလုတ်သမားအတိကတော့ငါနိုင်ငံခြားလည်းမထွက်ဘူးငါဒီမှာအထီးမကြံတော့ဘူးငါမှလည်းဒီမှာ supervisor တယောက်ရှိတာပဲဆိုပြီးတော့ဝန်တာစိတ်နဲ့သူကပျော်ရွှင်နေတဲ့ချိန်မှာဒီ supervisor တော့မြန်မာနိုင်ငံသားဆိုတော့သူတိတ်တံပိုးမထားတော့ဘူးဒါငါနေ့တိုင်းတွေ့နေတာပဲငါတံပိုးမထားဘူးကွာဒါသစိမ့်ပဲဒီတိုင်းဆက်ဆံတတ်တယ်ဆိုတော့တစ်ခါတလေကြာရင် supervisor တွေကိုပိုကသူ့အတွက်ကဆွေမျိုးပူတော်မယ်ဟုတ်တယ်မဟုတ်လားပူပြီးတော့ရင်းနှီးမယ်မြန်မာနိုင်ငံသားတယောက်ကိုဖိနှိပ်ခြင်းနဲ့သူအလုတ်ထုတ်ခံရခြင်းနဲ့တစ်ခါတလေကြာရင်ဒါမျိုးတွေကရှိတတ်တယ်ဒါကိုကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်ဆိုတော့တယောက်နဲ့တယောက်ကိုရင်းနှီးကြပါတယောက်နဲ့တယောက်ကိုခင်မင်းရင်းနှီးပါကိုမြန်မာနိုင်ငံသားချစ်ဆိုပြီးတော့ဒီချိန်မှာကျွန်တော်သွားပြောလို့မရတော့ဘူးခလေးတွေမဟုတ်တော့ဘူးကျွန်တော်တို့ခလေးတွေကြတော့တင်ပေးလို့ရတယ်လူကြီးတွေကြတော့တင်ပေးရမယ့်အချိန်မဟုတ်ဘူးဆိုတော့သူ့ဟာနဲ့သူဆရာမကြီးတွေဖြစ်ကုန်ပြီဒီချိန်မှာတယောက်နဲ့တယောက်ကိုခင်မင်းရင်းနှီးကြပါဘယ်သူမှနားထောင်မှာမဟုတ်ဆိုတော့ကျွန်တော်တို့ကဖြက်လန်းနဲ့တွားရမှာတတိထားပါလို့ဒီပုံကိုယ်တွေနဲ့အပေါ်ယံပေါင်းတတ်ပါအပေါ်ယံလူတယောက်ကိုအပေါ်ယံပေါင်းလိုက်လို့ကိုအပြစ်မဟုတ်ဘူးကျွန်တော်တို့ inner circle ပေါ့နော်ကျွန်တော်တို့ကအတိုင်းဝိုင်းတစ်ခုမှာကျွန်တော်တို့ best friend တွေရှိမယ်နေငယ်ရှိမယ်ကျန်တဲ့သူတွေကတော့ကျွန်တော်တို့ရဲ့အပေါင်းတင်အတိမိတ်ဆွေ
လို့ပြောလို့ရတယ်ပေါ့နော်အတိတယောက်လိုပဲပေါင်းကြပါအတိုင်းတာတစ်ခုထိကိုတီးချအောင်လုပ်ပါဘာမှမသိဘဲနဲ့တကယ်အကုန်လုံးသွားပြီးတော့အားကိုလို့မရဘူးဆိုတာကျွန်တော်ပြောပြချင်းဖြစ်ပါတယ်เนาะအားလုံးကျေးဇူးအများကြီးတင်ပါတယ်